ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပိုးစကားရဲ့အတုံးအနှုံးလေးကိုလေ့လာကြရအောင်မတေးနဲ့ต้มမဒန်မပြန်သေးနဲ့ต้มစိန်မဒန်မတွားသေးနဲ့ต้มလွေမဒန်မထသေးနဲ့ต้มทึงမဒန်မစားသေးနဲ့ต้มအမ်မဒန်မတောက်သေးနဲ့ต้มဝမဒန်မကြည့်သေးနဲ့ต้มထွားမဒန်မနာသေးနဲ့ต้มน้ำมะเดินมะเปียวသေးနဲ့ต้มดอกมะเดินมะอ่อသေးနဲ့ต้มข่าวมะเดินลามะบูลาနဲ့တောင်းနဲ့ပြန်လာမပြန်ဘူးလားစိန်နဲ့စိန်တောင်းနဲ့တွားလားမတွားဘူးလားလွေနဲ့လွေတောင်းနဲ့စသဖြင့်ခုနကကရိယာစကားလုံးအတိုင်းတွဲဆက်ကြည့်လိုက်ပါမရင်မဘူးတောင်းလေတတောင်းမကြိုးစားရင်မအောင်မြင်ဘူးကြိုးကြတောင်းလေတအောင်မြန်တောင်းမစားရင်မဝဘူးအမ်တောင်းလေတကူတောင်းမကြည့်ရင်မမြင်ဘူးထွားတောင်းလေတထီတောင်းစသဖြင့်အပေါ်ကကိရိယာအတိုင်းတွဲဆက်ကြည့်လိုက်ပါဟုတ်ကဲ့ဒီနေ့တော့ဒီလောက်လေးပါကွန်မန့်မှာမိမိနေတဲ့ပိုးစကားတစ်ခုလေးနဲ့ခြံထားပေးကြပါဦးနော်